တို့ကတထုံဘက်ကလာတာဆိုတော့ဒီဘက်မှာဗျာဒီဟိုဇင်းကြိုက်ရေကန်ကြီးရှိတယ်ဗျအဲ့ဒီဇင်းကြိုက်ရေကန်ကြီးရနေပြီးတော့ကျွန်တော်တို့ဝင်သွားမှာဒီဘက်မှာဘယ်ဘက်မှာဆိုရင်ကျွန်တော်တို့ဒီရေကန်တစ်ခုရှိတယ်အဲ့ဒီရေကန်ပြီးသွားလို့ရှိရင်ဒီရေကန်နားမှာပေါ့နော်ဒီအခုဓာတ်ပုံရိုက်တယ်ဆိုလို့ရှိရင်အနောက်ကတောင်နေပါလေနဲ့ဆိုရင်တော့လှတယ်ဗျဒီလမ်းတိုင်းကျွန်တော်တို့တဲ့ပေါ့နော်ဒီမှာညာဘက်မကွေနဲ့ပထမဒီမှာဒီမှာမုံဦးတွေ့တယ်အဲ့မုံဦးတိုင်းတဲ့ဝင်သွားရုံပဲဒီနားကြရင်မုံဦးနားကြလို့ရှိရင်ညာဘက်ကိုချိုးလိုက်လမ်းလေးကတော့နည်းနည်းလေးကျင်းတယ်ဒီတိုင်းပဲပေါ့နော်ဒီလမ်းတိုင်းပဲဆက်လိုက်သွားလိုက်တွေ့ရင်တော့လည်းတော့ရှောင်းခတ်မချင်မိုးရတာလေတစ်ခုကောင်းတယ်တစ်ခုလည်းမကောင်းတစ်ခုကကျတော့မလဲဟိုဘောတော့ထီးတွေပါနေဟိုချက်ကနောက်တစ်ခုကကျတော့ဒီရောမဖြေကြဟိုမှာဒီလိုမြင်နေရပြီရှင်းနော်ဆိုင်ရကားအဲ့ဒီကနောက်မှရှိတဲ့ကြောက်တောင်လေးပေါ့နော်ဒီဘက်ကနေလာတာကြအဲ့နာမှာစာရေးရတယ်ကြောက်တုံးတွေကျွေးကြတော့အဲ့နာကနေလမ်းကြောက်လာရင်တော့နည်းနည်းလေးသိထားပြီနော်ညမပြင်နေတိုင်းပဲညမသမားကြီးဆိုရင်တော့အဲ့ရတစ်ချက်ကျွတ်လိုက်မှာပဲပြီးသွားတယ်ကျေရတော့ဒီကောင်